ဒါဒီနေရာဆိုလို့ရှိရင်နော်ခုနကကျွန်တော်ပြောတဲ့သူတို့စကိုင်းချပြီးတော့ဒါကိုဘက်ရှိနာဖျားဆိုလို့ရှိလို့ရှိရင်ဒါသူတို့ဖြက်စီးဖို့အချိန်မီမမီလိုက်တော့တဲ့ဖျားကြီးပေါ့နော်အဲ့မှာဖျားလေးတဆူရှိသေးပါတယ်နော်ဒီနေရာဆိုလို့ရှိရင်ကိုတို့အမတို့ရုပ်တရားကိုလာလဲတယ်ဆိုတဲ့လူတွေဒီနေရာမျိုးရောက်ဘူးပါမလားဒါရဲ့နော်ရုပ်တရားစင်စခန်းနဲ့ဆိုနီးနီးလေးပဲနော်ရုပ်တရားစင်စခန်းဆိုဒီနေရာနီးနီးလေးပဲဒီနေရာရဲ့နှိကမဆိုရင်တားအေးတာမကြီးညောင်မင်းနေကြည့်အောင်ဒါတော့ကြောချမ်းစရာကြီးကောင်းညောင်မင်းနေနော်တားအေးရနော်ကျွန်တော်လိုက်ပြပေးမယ်နော်ဒီနာမှာတို့ခေါင်းဖြတ်ဖို့မမီအချိန်မမီရဲ့ဖျားပါနော်ဓမ္မတရားဒါဟိုတုန်းကတရားပဲနော်ဒါဟိုတုန်းကတရားကြီးပဲသူတို့ဒါဘာနေရောကျွန်တော်လည်းမသိဘူးဒါဟိုတုန်းကတရားကြီးပဲဟိုတုန်းကတရားလေးပဲဒါတွေဆိုလို့ချင်းနော်ဒါဒီနေရာဆိုလို့ရှိရင်တောင်လူမသိဘူးဒီနေရာစင်စခန်းနဲ့ဆိုလို့ရှိရင်ဒီနေရာလေးကိုလာခြင်းပြီဆိုရင်စင်စခန်းနဲ့ဆိုရင်2မိနစ်လမ်းလျှောက်ရင်ဒီနေရာကိုရောက်တယ်နော်စင်စခန်းနဲ့ဒီကိုလာမှဆို2မိနစ်ပဲလမ်းလျှောက်ကနော်ဒီနေရာကျွန်တော်ပြောတဲ့နေရာကိုဒီနေရာကိုဘလို့နီးနီးလေးပဲနော်ဒါနီးနီးလေးပဲဒါတို့ဒီနေရာကိုတောင်သိရဲ့မျိုးကန်လောက်ပဲလာလဲတယ်နော်ဒီဘယ်မှာဆိုလို့ရှိရင်ဒါပျော်စရာဘောလုံးကွင်းကြီးလည်းရှိရနော်ကျွန်တော်ရုပ်တရားကျောင်းဘလုံးကွင်းတွေပါရှိတယ်အဲ့ဒီဖနက်ကလေးကိုရှင်းလိုက်ပါမယ်သူတို့ဖြက်စီးဖို့အချိန်မမီရောတဲ့ဒါဗီဒီယိုပေါ့နော်ဖျားပေါ့သူတို့ဖြက်စီးဖို့အချိန်မမီရောတဲ့ဖျားပါနော်ကြည့်ပါဒီနေရာမျိုးဆိုရင်ဒါလူသူရောက်ပေါက်နေတဲ့ရုပ်တရားမျိုးဆိုရင်မဲ့တောင်လူတွေကဒီဘက်ကိုမရောက်ဘူးမလာဘူးကြအောင်နော်မလာဘူးကြအောင်မရောက်ဘူးကြအောင်ဒါအမတန်သိရလူတွေလောက်ပဲဒါဆိုလို့ရှိရင်ဒီဘက်မှာကားလမ်းဘေးလေးတွေနော်ကားလမ်းဘေးလေးတွေဟိုဘက်ဘေးမှာဆိုလို့ရှိလို့ရှိရင်ဒါစင်စခန်းနဲ့နီးနီးလေးပဲဒါပေမဲ့ဒီနေရာကိုမသိရခါကြအောင်မလာကြဘူးနော်ကျွန်တော်တို့ကဟိုအလဲလာတာဗျာကျွန်တော်တို့ကအလဲလာဆိုတော့တမန်လာလေးလာမဟုတ်ဘူးပြီးတော့ကျွန်တော်ကဘာသာတော့တူတယ်ဗျာကိုယ့်ရဲ့စာမဟုတ်တဲ့အခါကျတော့ကိုယ့်ရဲ့နိုင်ငံမဟုတ်တဲ့အခါကျတော့သူတို့တမန်ကိုလည်းမသိဘူးကျွန်တော်လည်းမသိဘူးနော်စာလည်းမဖတ်တတ်ဘူးဆိုတော့ကျွန်တော်ကလှတဲ့ပုံရိုက်မယ်ပြီးလို့ရှိရင်အပန်းဖြေလိုက်လဲကြည့်မယ်ရောက်ဘူးလေဆိုတော့အမှတ်တရလေးပေါ့ပင်တစ်တော့လေးပါဆောက်လို့ရရင်နော်တစ်တော့ဆောက်လို့ကောင်းနော်ခဏကဟိုနာညောင်ချက်ပင်းနေဆိုရင်တစ်တော့ဆောက်လို့အရင်ကောင်းနေရပါဒီနောက်ကလေးမှာဘာရှိလဲဆိုတော့ချက်လိုက်ကြည့်ပြပါမပလင်ရအောင်လည်းအမိမဟုတ်နော်မပလင်သေးသေးရင်ဒါတော့ဖရားရဲ့နောက်ဖက်ပေါ့နော်နောက်ဖက်ပါဒါဖရားကျောင်းရဲ့နောက်ဖက်ပါနော်ဒီနေ့နီးနီးလေးပဲနော်စင်စခန်းနဲ့ဆိုနီးနီးလေးပဲအဝေးမဟုတ်ခုနကကျွန်တော်ရိုက်ပြနေရတော့ဟိုနေရာလေးမနီးနီးလေးပဲအားဒီဒါခုနကပတ်တော့သွားတာပေါ့နော်ဒါနီးနီးလေးပဲကျွန်တော်ခုနကရိုက်ပြတယ်ဟိုနားလေးရိုက်ပြတယ်နော်ဒီဘက်ကလေးကိုအခုဒီဟာဒီဘက်ကနေဟိုဘက်ကလေးခါပြင်ရိုက်ပြတယ်နော်အားလုံးမင်္ဂလာပါရုပ်တရားမျိုးရောက်လို့ရှိရင်ဒီလိုနေရာမျိုးတွေကိုရအောင်လိုက်လဲပါဒါမှကိုကမှတ်တရဖြစ်မယ်အပန်းပြေမယ်နော်ကျွန်တော်တို့ပြီးလို့ရှိရင်ပြောစရာကောင်းမယ်အခုအကိုတို့အမားတို့ကရုပ်တရားမျိုးလာတယ်မျိုးဟောင်းကြီးမှာပဲအချိန်ကုန်ပြီးဘဲမှမသွားမလာပဲနဲ့အမှားတွေငူကြီးထိုင်နော်ပြီးရင်ဟာအရုပ်ရမျိုးဆိုတော့ကွာဘာမဟုတ်လေကားသက်နာမည်ကြီးနေရှေးအောင်မျိုးတော့ဆိုပေမဲ့ပြင်းစရာကြီးပါလို့မပြောကြပါနဲ့လို့နော်ရုပ်တရားမှာလဲလို့အောင်မကုန်ပါဘူးနော်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ